ဒီလားမင်းကိုအသုံးပြုပုံလေဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီလားကိုထိုင်းလို့หรือยังမြန်ပြောလို့ရှိရင်လီยังအဲ့လိုမျိုးထွက်တာဖြစ်ပါတယ်လောက်ပြီးပြီလားပြောချင်တယ်ဆိုလို့ရှိရင်ทำเสร็จหรือยังทำเสร็จหรือยังမြန်ပြောရင်တော့ทำเสร็จหรือยังလောက်ပြီးပြီလားလောက်ပြီးပြီပြောချင်ရင်ทำเสร็จแล้วทำเสร็จแล้วစားပြီးပြီလားဆိုလို့ရှိရင်กินเสร็จหรือยังမြန်ပြောရင်กินเสร็จหรือยังစားပြီးပြီဆိုလို့ရှိရင်กินเสร็จแล้วအဲ့လိုမျိုးပြောတာဖြစ်တယ်သွားပြီးပြီလားဆိုလို့ရှိရင်ไปเสร็จหรือยังမြန်ပြောရင်ไปเสร็จหรือยังတကယ်လို့သွားပြီးပြီဆိုလို့ရှိရင်ไปเสร็จแล้วအဲ့လိုမျိုးပြောတာဖြစ်ပါတယ်နောက်ထပ်တစ်လုံးလေးအနေနဲ့ပြောပြီးပြီလားဆိုလို့ရှိရင်พูดเสร็จหรือยังမြန်ပြောရင်พูดเสร็จหรือยังပြီးပြီဆိုလို့ရှိရင်တော့ food เสร็จแล้วအဲ့လိုမျိုးပြောတာဖြစ်ပါတယ်ဒီထက်မကထိုင်းစကားလုံးလေးတွေကိုလေ့လာသိယူခြင်းနဲ့ဆိုရင်အခုဖွင့်ထားတဲ့ Zoom တေတန်းမှာလာရောက်ပြီးတော့အနာနိုင်ပါတယ်တေတန်းအသေးစိတ်ကိုဆရာမထွထွရဲ့ပြစ်မှာအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်